အမြန်ဆုံးနဲ့အလွယ်ကူဆုံးအချင်းဟင်းရေးအဖြစ်လှုပ်ရှားချက်စားလို့ရတဲ့ဒီအတီးလေးကိုဒီနေ့တော့ကျွန်တော်အတီးရှိတုံးလေးလှုပ်ထားဖို့ဒီနေ့ကျွန်တော်မနေ့ကခြံမှာတွားခူးလာခဲ့တယ်ပေါ့နော်တချို့အတီးတွေကြတော့ဗျာအမဲလွန်ပြီးတော့အပင်ပေါ်ကနေကြွေကြတာဖြစ်တဲ့အတွက်မြေကြီးပေနေတယ်ပေါ့နော်အကြောင်းကျွန်တော်ကရေအရင်ဆေးလိုက်မယ်ဗျတခါတည်းမပြီးမှဆိုလို့ဗျာကျွန်တော်ကတပလိုက်ပဲခူးလာခဲ့တယ်ဗျအတီးရဲ့အပြင်ပိုင်းကြတော့ဗျာပန်တီလိုမျိုးပဲလာမလာပဲเนาะဒါပေမဲ့အရတာကတော့ဗျာပန်တီနဲ့စမ်းကျင်ပဲချင်တူးနေတာပဲဗျရေပဲကရတာလဲဆိုတော့ဗျာကျွန်တော်တို့ရွာထိတ်ကနေပိုင်းနဲ့တွယ်လာပြီးတော့အိမ်အထိပေါ့เนาะတခါတလေကျတော့လဲမိုးရေလောင်ထားတာလဲရှိတာပေါ့ဗျာတပလိုက်အပြည့်ခူးလာတာတောင်မှဗျာဆေးပြီးတဲ့အချိန်ကျတော့တဘုံကြော်ပဲရတယ်ပေါ့เนาะနဘုံတောင်မပြေဘူးဗျကျွန်တော်တို့ဘက်မှာရှိတဲ့တစ်တီးတွေကိုရွာထဲမှာပဲတစ်တီးဆိုင်ပြန်ဖွင့်ရင်တော့စီးပွားပြတ်မှာအတီချာပဲဗျဒီဘက်ကလူတွေကဒီတစ်တီးတွေကိုအလာကားပေးနေကြတာပေါ့နော်တယောက်နဲ့တယောက်ဒါပေမဲ့မစားကြဘူးဗျသူဆိုင်ကိုဆိုင်ဆိုတော့ဗျအိမ်တိုင်းလိုရှိကြတယ်ပေါ့နော်ဒီအတီးတစ်လုံးကိုဗျလူ3-4ယောက်လောက်နိုင်တယ်ပေါ့နော်တချို့ဆိုလဲခြံထဲမှာမျိုးအစားအဖြစ်ပဲပြန်တုံးတာပေါ့နော်အတီးကအပင်ပေါ်ကနေကြွေကြပြီးတော့ဒီတိုင်းထားပြီးတော့ပုတ်ရင်းနဲ့မျိုးအစားပြန်ဖြစ်သွားတာပေါ့ဗျာကျွန်တော်စင်တီတုံးအသေးယူလာတာဗျာတုံးလို့မရဘူးပေါ့နော်အကြီးမှတုံးရတာအားရှိတယ်ဗျာအသေးကြတော့နည်းနည်းပူတော့တုံးရတာအဆင်မပြေလို့ကျွန်တော်ကအကြီးတစ်ခုပဲပြန်ယူလိုက်တယ်ဗျအဲ့လိုပါပဲဗျာကျွန်တော်တို့ယောက်ျားတွေကလည်းအကောင်သေးတာတို့ပူတာတို့ဆိုရင်မင်္ဂလေးတွေကြားမှာဘောင်ဝင်နိုင်ဖို့တော်တော်ခက်တယ်ပေါ့နော်အငင်းခံရတာများတယ်ပေါ့ဗျာအတီးကိုဒီထက်ပိုပြီးပပလေးစိတ်ပေးနိုင်ရင်တော့6တာမြန်တယ်ပေါ့ဗျာကျွန်တော်ကစဖို့မှုမဟုတ်တော့ဗျာဒီထက်ပိုပါအောင်ကျွန်တော်မလုပ်တတ်ဘူးပေါ့နော်ထူထူကြီးကြီးလေးလောက်မှအဖက်စားရတာပေါ့နော်ဒီလောက်ဆိုဖြာတခင်းစားရပြီဆိုတော့နေအရင်လမ်းလိုက်အောင်မယ်ဗျနေတိုင်းတာရင်တော့ဗျာ3ရက်လောက်နဲ့6နိုင်တာပေါ့နော်ဒီထက်ပိုပါရင်တော့2ရက်လောက်နဲ့6တယ်ဗျအခုတလောနေတာတယ်ဆိုတော့ဗျာနေထုတ်လမ်းကြတာအဆင်ပြေတယ်ပေါ့နော်တချို့အရေးအတော့များများနဲ့စီးပွားဖြစ်လောက်စားနေကြတဲ့လူတွေကြတော့ဗျာသူတို့ကလက်စစ်မီးနဲ့အတီးကို6အောင်กินတာလည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ကတော့အဓိကနေရောင်ပဲအားကိုးပါတယ်ဗျတချို့နေမတာတဲ့ရက်တွေဆိုရင်တော့ဗျာအိမ်ထဲမှာပဲလမ်းကြတယ်ပေါ့နော်နေတာတဲ့အချိန်မှပြန်ပြီးတော့နေပြန်ထုတ်လမ်းအဲ့လိုပေါ့ဗျာဒါကတော့ကျွန်တော်တို့အရင်ရက်တာကျွန်တော်တို့လှုပ်ထားတဲ့ဟာတွေပေါ့နော်ဒါကတော့တော်တော်ရုပ်6နေပြီဗျDanke.